ဘာစီလိုနာရဲ့တိုက်စစ်မှုသစ်ရှာပုံတော့အလုံးမဲ့မင်္ဂလာပါရွှေကိုကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာရဲ့ຫນွေရာသီအပြောင်းအရွှေ့ရာသီဟာအမြဲတမ်းလိုဒရာမာဆန်ဆန်စိတ်လှုပ်ရှားပွဲရာတွေနဲ့ပြည့်နှက်နေလေးရှိပါတယ်။ဘာစီလိုနာအသင်းအနေနဲ့ဒီຫນွေရာသီမှာအဓိကတိုက်စစ်မှုတယောက်ခေါ်ယူဖို့ရှောက်ဖွေနေချိန်မှာပဲအခြေအနေတွေကပုံမရှုပ်ထွေးလာခဲ့ပါတယ်။အသင်းရဲ့အဓိကတိုက်စစ်မှုရောဘတ်လီယွန်ဒေါ့စကီဟာစာချုပ်တက်တန်းကုန်ဆုံးပြီးအသင်းကနေထွက်ခွာသွားခဲ့သလိုအခြားတိုက်စစ်မှုတယောက်ဖြစ်တဲ့ Ferran Torres ဟာလည်းပဲရစ်စိန့်ဂျာမိန်အသင်းစီပြောင်းရွှေ့ဖို့နှီးစက်နေခဲ့ပါတယ်။ဒါကြောင့်နီးပြဟန်စီဖလစ်ရဲ့အသင်းမှာအားကိုးစရာတိုက်စစ်မှုစစ်စစ်မရှိတော့တဲ့အခြေအနေဆိုးကြီးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါအပြင်ဘာစီလိုနာအသင်းပြစ်မှတ်ထားနေတဲ့အာဂျင်တီးနားတိုက်စစ်မှုဟူလီယန်အဲဗရက်စ်ကိုလည်းအက်တလက်တီကိုမက်ဒရစ်အသင်းစီကနေခေါ်ယူဖို့လမ်းကြောင်းဟာအရန်ကိုခက်ခဲနေစေပါ။ Everest ကိုယ်တိုင်ကအသင်းကနေထွက်ခွာခြင်းနေပေမဲ့အက်တလက်တီကိုဘက်ကတော့ယူရို300ပေးရင်တော့ဒီကစားသမားကိုရောင်းချမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားညှင်းဆိုထားပါတယ်။ဒီလိုငွေကြေးပမာဏကိုဘာစီလိုနာအသင်းဘက်ကသုံးစွဲနိုင်မှာမဟုတ်တာကြောင့်ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့မျှော်လင့်ချက်ဟာလည်းတပြေးပြေးမေးမိန်လာခဲ့ရပါတယ်။ရောလဲအနေနဲ့ဘာစီလိုနာအသင်းရဲ့အားကစားဒရိုက်တာဒီကိုအနေနဲ့အခြားသောတိုက်စစ်မှုအစားထိုးနည်းလမ်းတွေကိုအမြန်ဆုံးရှောက်ဖွေရတော့မှာဖြစ်ပါတယ်။တကယ်လို့ Everest ကိုခေါ်ယူလို့မရခဲ့ဘူးဆိုရင်ဘာစီလိုနာအသင်းလှည့်ကြည့်နိုင်တဲ့တခြားသောတိုက်စစ်မှုရွေးချယ်စရာတွေလည်းဈေးကွက်ထဲမှာရှိနေပါသေးတယ်။ဂါလာတာဆာရီအသင်းရဲ့တိုက်စစ်မှုဗီတာအိုစီဟန်အပါအဝင်ဗေလာရီရဲ့အသင်းမှာချီဆွမ်းပြနေတဲ့ဂျော့မီဂါတက်စီတို့ဟာစိတ်ဝင်စားစရာပြစ်မှတ်တွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်အသက်25နှစ်အရွယ်တိုက်စစ်မှုမီဂါတက်စီဟာစပိန်လာလီဂါပြိုင်ပွဲမှာဂိုးပေါဝင်ပတ်သက်မှုပေါင်းများစွာပြုလုပ်ထားနိုင်တာကြောင့်ဘာစီလိုနာအတွက်တော့လက်တွေ့ကျတဲ့အစားထိုးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။တခြားတစ်ဖက်မှာလည်းနီးပြဖလစ်အနေနဲ့ဈေးကွက်တွေကနေတိုက်စစ်မှုအသစ်မဝယ်ပဲ Force 9ကစားကွက်ကိုပြန်လဲအသုံးပြုသွားမလားဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။အသင်းရဲ့ကျယ်ပွင့်လက်မင်းရမှာဒန်နီအိုမိုဒါမှမဟုတ်ဖာမင်းလိုဘက်စ်တို့လိုကစားသမားတွေကိုတိုက်စစ်ဖို့ဟိုမှာ Force 9အဖြစ်အသုံးပြုသွားနိုင်ပါတယ်။အထူးသဖြင့်ကွင်းလက်ဘဟိုနီယာတွေမှာကစားရတာနှစ်သက်တဲ့ယမားအတွက်တော့ဒါဟာသူ့ရဲ့ကစားသမားဘဝအပြောင်းအလဲတစ်ခုဖြစ်လာနိုင်တယ်လို့နွေရာသီမှာအသစ်ရောက်ရှိလာခဲ့တဲ့အန်တိုနီဂွန်ဒိုနဲ့ကာရင်အဒီယမီတို့ဟာလည်းဆွဲဆောင်ရကစားဟန်တွေအတွက်ဒီစနစ်မှာအထောက်အကူပြုနိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဘာစီလိုနာလိုအသင်းကြီးတစ်သင်းအတွက်တော့ယာဒီတင်မှာတိုက်စစ်မှုစစ်တယောက်မှမရှိပဲဖြစ်တမ်းမှုဆိုတာတကယ်ကိုစွန့်စားလို့ရောက်ပါတယ်။ပြီးခဲ့တဲ့ယာဒီကဂိုးပေါင်း43ဂိုးအထိသွင်းယူပေးခဲ့တဲ့ရောဘတ်လီဝွန်ဒေါ့စကီနဲ့တော်ရက်စ်တို့နှစ်ယောက်စလုံးအသင်းကနေထွက်ခွာသွားတဲ့အချိန်အစားထိုးနိုင်မဲ့တိုက်စစ်မှုတစ်တယောက်ကတော့မဖြစ်မနေလိုအပ်မှာပါ။အပြောင်းအရွှေ့ပိတ်ခံနေတဲ့အချိန်မှာကတလန်အသင်းကြီးအနေနဲ့ဘလို့တိုက်စစ်မှုအသစ်ကိုအရောက်ခေါ်ယူသွားမလဲဆိုတာဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ရွှေကို page ကို like and follow လုပ်ထားပြီးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။